ဒါလေးကိုလိုက်ပြောကြည့်ပေးပါ Yellow butter purple jelly red jam black bread ဒီလေ့ကျင့်ခန်းကကလေးတွေအတွက်ဘာကိုအထောက်အကူပြုတယ်လဲဆိုတာသိပါသလားဆောင်းနာတော့ကကျွန်မပြောလိုက်တဲ့စကားစုလေးကို tongue twister လို့ခေါ်ပါတယ်ဒီ tongue twister လေ့ကျင့်ခန်းလေးကမြန်မာလိုပြောရမယ်ဆိုရင်ကျမတို့ရှာခလုံးမတိုက်အောင်လို့စကားစုတွေကိုအတန်ထွက်ပီပီတတ်တနဲ့ပြောတဲ့လေ့ကျင့်ခန်းလေးတစ်ခုဖြစ်ပါတယ် tongue twister words တွေလည်းရှိတယ် tongue twister songs တွေလည်းရှိတယ်ကျမတို့ဒီလေ့ကျင့်ခန်းလေးတွေကိုခလေးအသက်အရွယ်၄နှစ်ကနေပြီးတော့6နှစ်ကြားဆိုရင်လေ့ကျင့်ပေးလို့ရပြီကိုရမိခင်ဘာသာစကားဖြစ်တဲ့မြန်မာစကားနဲ့လည်းစလို့ရတယ် English နဲ့လည်းစလို့ရတယ်အဓိကကကျမတို့ဘယ်ဘာသာစကားကိုပဲပြောနံပါတ်1 articulation လို့ခေါ်တဲ့အတန်ထွက်တိကျမှန်ကန်မှုကိုကလေးစီမှာရစေခြင်းနဲ့ရှိစေခြင်းနဲ့ဆိုရင်ဒီ tongue twister လေ့ကျင့်ခန်းလေးတွေကိုကျမတို့ကလုပ်ပေးသင့်ပါတယ်ဥပမာကျမတို့မြန်မာမှာဆိုရင်ရှိရလေချက်မောင်ရှစ်စီဇွန်းရှစ်ချောင်းဒါလေးကိုကျမတို့ကကလေးကိုမြန်လေးပြောခိုင်းမယ်နော်ချက်မောင်ရှစ်စီဇွန်းရှစ်ချောင်း Oh my god! Wow! ဒီလိုမျိုးလေးပေါ့ English မှာဆိုရင်လည်းရှိရယ် You scream, we scream, everybody scream for ice cream ဒီလိုဟာမျိုးလေးပေါ့အရန်ရှည်စရာမလိုဘူးပေါ့ကလေးအသက်အရွယ်နဲ့ကိုက်ညီတဲ့သချင်းလေးတွေစကားလုံးလေးတွေကိုရွေးချယ်အသုံးပြုပြီးတော့မှကျမတို့ကလေ့ကျင့်ပေးလို့ရပါတယ်နောက်တစ်ခုကတော့ကျမတို့ speech motor development ကိုလည်းလေ့ကျင့်ပေးရရောက်ပါတယ်အဲ့ဒါဘာကိုပြောတာလဲဆိုတော့ကျမတို့စကားပြောတဲ့အချိန်မှာဘယ်လောက်ထိနှိမ့်မလဲဘယ်လောက်ထိမြန်မလဲဘယ်အရှိန်နဲ့ပြောမလဲဘယ်စကားကိုဘယ်နေရာမှာရက်မလဲအသက်ကိုဘယ်နေရာမှာရှူမလဲဆိုတော့ဒီအစိတ်အပိုင်းတွေအကုန်လုံးကို control လုပ်ပြီးတဲ့အုံနောက်ရဲ့ muscle လေးတစ်ခုရှိတယ်ပေါ့နော်ဆိုတော့ဒါလေးကိုကျမတို့ကတန်မာစေခြင်းနဲ့လေ့ကျင့်ပေးစေခြင်းနဲ့ဆိုရင်လည်းဒီချက်အရှိမပြောခဲ့တဲ့ tongue twister လေ့ကျင့်ခန်းလေးတွေကိုကလေးတွေကိုကျမတို့မကြလေ့ကျင့်ပေးတဲ့နဲ့အိမ်မှာမိဘတွေအနေနဲ့ဆိုရင်လည်းဒါကျမတို့ကစားသလိုမျိုးလေးပေါ့နော်2မိနစ်ကနေ3မိနစ်လောက်အချိန်လေးယူပြီးတော့တစ်ပတ်ကိုတစ်ချိန်လောက်ဖြစ်လုပ်ဖို့အတွက်ကျမကဒီနေရာကနေencourage လုပ်ချင်တယ်ပေါ့နော်။ကျောင်းမှာဆရာဆရာမတွေဆိုလို့ရှိရင်လည်းကိုယ့်ရဲ့ဒီတနေ့တာသင်ကြားရေးအချိန်လေးတွေမှာဒီလို tongue twister game လေးတွေ tongue twister song လေးတွေဆိုပေးခြင်းအပြင်ကျမတို့ကလေးတွေရဲ့ဘာသာစကားဖွံ့ဖြိုးတိုးတက်မှုကိုကျမတို့ကတစ်ဖက်တစ်လမ်းကနေအထောက်အကူပြုပေးရရောက်ပါတယ်ရှင်။ဒါဆိုရင်ကျမနဲ့အတူတူလေ့ကျင့်ခန်းလေး2ခုလောက်လုပ်ကြည့်ကြရအောင်။တစ်ခုကမြန်မာလိုပြောကြမယ်နောက်တစ်ခုက English လိုပြောမယ်နော်။ဒီချက်နောက်ကနေလိုက်ပြောကြမယ် Red lorry yellow lorry နှစ်ခုကိုကျမတို့ပေါင်းမယ်မြန်လေးပြောမယ် red lorry yellow lorry နောက်တစ်ခါထပ်ပြောကြည့်မယ် red lorry yellow lorry ဒါ English လို့ပေါ့နော်မြန်မာလိုကတော့အကုန်လုံးသိပြီးသားဖြစ်မယ်ရှွန့်ပေါ်ရှင်ပြေရှင်မွေးရှွန့်မလူမြန်လေးပြောမယ်ရှွန့်ပေါ်ရှင်ပြေရှင်မွေးရှွန့်မလူဆိုတော့ဒီလိုလေ့ကျင့်ခန်းမျိုးလေးတွေကိုကျမတို့အိမ်မှာကလေးလေးတွေနဲ့အတူတူမကြလေ့ကျင့်ပေးကြရအောင်ပါရှင်ဒီချက်ခင်မှာနောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ရအောင်